ဒါကအလုပ်တစ်ခုလိုပဲထင်ရပေမဲ့တကယ်တော့အလုပ်မဟုတ်ဘူးနော်ပြားအုံထဲမှာပုံမှန်လုပ်ရိုးလုပ်စဉ်တွေလိုမြင်ရတာတွေကတကယ်တော့အသက်ရှင်ရက်တည်ရေးအတွက်လုပ်နေရတာတွေပါပဲပြားလာဖို့ရဲ့အနက်ရှိုင်းဆုံးနေရာမှာအယောင်ဖြော့ဖြော့ပြားလောင်းလေးတွေကနှုတ်ရည်လိုပြစ်ပြစ်လေးတွေထဲမှာကွေးကွေးလေးတွေနေကြပြီးတော့ပြုစုပြိုးထောင်တဲ့ပြားမတွေကတော့သူတို့ကိုအချင်းချင်းခါခါအစာကျွေးနေကြတာပေါ့အလုပ်လုပ်တဲ့ပြားလေးတွေကသူတို့ရဲ့ပါးစပ်တွေနဲ့နှာတန်လေးတွေနဲ့ပြားဖျောင်းအိမ်လေးတွေကိုတန်ရှင်းရေးလုပ်နေကြပြီးအခန်းငယ်လေးကတစ်ခုချင်းစီကိုလည်းအသက်တစ်ခုအတွက်အသင့်ဖြစ်တဲ့အထိတိုက်ချွတ်တန့်စင်ပေးနေကြတာပေါ့အနီးအနားမှာတော့တခြားအလုပ်သမားပြားလေးတွေကပန်းဝတ်ရည်တွေကိုပါးစပ်ချင်းတေးပြီးလက်ဆင့်ကမ်းနေကြပြီးတော့ပန်းဝတ်ရည်ကိုပြားရည်ဖြစ်ဖို့ပထမဆုံးအဆင့်ဖြစ်ပြောင်းလဲနေကြတာပေါ့ပြားအုံကြီးတစ်ခုလုံးကနွေနွေလေးဆွဆွစီကက်ကက်နဲ့အသက်ဝင်လှုပ်ရှားနေတယ်လို့ခံစားရပါတယ်ဖျောင်းတွေခြေထောက်လေးတွေအတောင်ပံလေးတွေနဲ့အဆက်မပြတ်ထိတွေ့မှုတွေနဲ့ပြည့်နေတဲ့ရှေးကြတဲ့ဝင်းကဘာကြီးတစ်ခုလိုပါပဲနော်အလုပ်သမားပြားတခြားဦးကပွင့်နေတဲ့အိမ်လေးတွေထဲမှာပန်းဝတ်ရည်တွေကိုတူလောင်ထားကြပြီးအဲ့ဒီနေရာမှာပန်းဝတ်ရည်တွေကတဖြည်းဖြည်းနဲ့ပြားရည်အဖြစ်ဖြစ်လာတာပေါ့တခြားပြားတွေကပြည့်နေတဲ့အကန့်လေးတွေပေါ်ကိုဖျောင်းတစ်တွေနဲ့ဖုံးအုပ်ကြပြီးတော့အုံရဲ့အစာတွေကိုချုံးမွနေတဲ့အယောင်ဖြော့ဖြော့အဖုံးလေးတွေအောက်မှာတေးသေးချာချာပိတ်ဆို့ထားလိုက်ကြတာပေါ့လေဒါအပြင်အဲ့ဒီငါးခုထပ်ပိုးပြီးတော့ပေါ့နော်သူတို့သွားတဲ့ပန်းလေးတိုင်းကပုံးကွယ်နေတဲ့ဒီလောကကြီးကိုအသက်ဆက်ရှင်တန်နေအောင်ကူညီပေးနေတာပါပဲ